ညီမမင်လာပါစကားလေး forward channel ကနေပြန်လဲကြည့်ရပါညီတို့မနေ့ကတော့ဒါပြီးမြလေး၄ပွဲမှာဒါ2ပွဲနိုင်2ပွဲရှုံးခဲ့ပေါ့နော်ဒါ2ပွဲဆင်ပြေခဲ့ပေါ့နော်ဒါWestern body တော့ဆင်မပြေဘူးဒါ Wolverhampton body ဆင်ပြေခဲ့ပါတယ် Newcastle 9ပွဲဆင်ပြေခဲ့ပေါ့နော်နောက်ဆုံးပွဲဒါ Arsenal နဲ့ Fulham ပွဲစဉ်မှာဆိုရင်တော့ Fulham body ရွေးချယ်ပေးခဲ့ဆင်ပြေခဲ့ပေါ့နော်မနေ့ကတော့ draw ကြခဲ့ပေါ့နော်ဒီနေ့လည်းဒါပွဲစဉ်အမှတ်ပေးပွဲစဉ်တွေအများကြီးရှိတယ် preview ဒါပွဲကြုံသုံးတဲ့ချက်တွေနဲ့ဒါတင်ဆက်ပေးသွားမယ်ပေါ့နော်ပွဲကြုံသုံးတဲ့မြေပြောညီကိုတို့ပထမဆုံးမှာကျင်တာတော့ဒီ body တပွဲကောင်းနေပေါ့နော် Mount Cat လိုချင်တဲ့ညီကိုတွေရောက် Telegram channel ကို join ထားပေးပါ Telegram channel မှာအများနဲ့ free တင်ပေးပါရနော် channel link လေးကိုဒီ YouTube video ရဲ့ comment link လေးမှာချထားပေးပါရနော်ဒါကြောင့်ညီကိုတို့အနေနဲ့ link လေးကိုနေပြီးတော့ channel လေးကို join ထားပေးပါနော်ဘယ်လိုဒီနေ့ဒါPremier League ကတော့ဒါ3ပွဲရှိမှာပေါ့နော် channel ပွဲတွေဒါအကြိုက်ပွဲလေးကိုဒါပွဲကြုံသုံးတဲ့ channel preview လုပ်ပေးမယ်ပေါ့နော် Premier League ကတော့ဒါ3ပွဲရှိရပေါ့နော်ပထမဆုံးပွဲဆိုရင်တော့ဒါဖုံးမောင်းနဲ့ပဲလေးလက်ရှိပြတိုင်း body ဈေးမှာဆိုရင်တော့ဖုံးမောင်းအသင်းဘက်ကနေ1+30ကိုပေါင်းဈေး3လုံး +50 တီးပေးထားရပေါ့နော်ကိုင်းဒီနေ့ပွဲလေးကိုတော့ဒါကိုပေါင်းအပေါ်တော့ကြိုက်တယ်ဖုံးမောင်းနေနေရလဲဒါအင်ကွင်းကောင်းတဲ့ထဲမှာတော့ပါတယ်ပြီးတော့ဒါပဲလီကလည်းဒါမဲမဲဟာယူရိုကွန်ဖရင့်လိမှာတော့ဒါပဲလီကဒါပါကျော်တော့ရှာဒိုးနဲ့139ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော့အရင်တော့ pressure တော့မရှိဘူးတေဘယ်စီအားရကြီးရမယ်ဆိုရင်လည်းဒါအရင်နှစ်သင်းလုံးကဒါအမက်လိုအပ်ချင်တော့မရှိဘူးဒါပေမဲ့ဖုံးမောင်းသင်းနေရတော့ဒါဥရောပဝင်ခွင့်တနေရာသာအတွက်ကိုတော့ဒါရမက်လိုအပ်နေပေါ့ဒါကြောင့်ဒီနေ့ဒါဖုံးမောင်းသင်းပေးထားတဲ့ body ဈေးတော့မိုက်တယ်ကိုကြီးကဒီနေ့ပွဲလေးကိုတော့ဒါ body တော့တိတ်ရွေးတော့ပါဘူးเนาะကိုပေါင်းပေါ်လေးကြိုက်တယ်ဒါဖုံးမောင်ရောပဲလေးကိုဒါပြန်လည်သွင်းကိုတော့ရှိနေမယ်3လုံးလို့ရောက်လိမ့်မယ်2122ဒီလောက်တော့သွားမယ်လို့ထင်တယ်ဒါကြောင့်ဖုံးမောင်နဲ့ပဲလေးပွဲစဉ်မှာဆိုရင်တော့ကိုပေါင်းပေါ်လေးရွေးချယ်ပေးပါရเนาะဒုတိယတစ်ပွဲ United နဲ့ Liverpool လည်းပြီးတော့ဒုတိယတစ်ပွဲကတော့တပွဲကောင်းနေတယ်ဒါရွေးချယ်ပြီးသွားပြီဆိုတော့တပွဲကောင်းဗီဒီယိုပဲကြည့်လိုက်တော့เนาะဒါနောက်တစ်ပွဲထပ်ကြော်လိုက်မယ်ပေါ့เนาะ Aston Villa နဲ့ Tottenham Hotspur တင်ပါပေါ့เนาะလက်ရှိပြီးတိုင်း body ဈေးမှာဆိုရင်เนาะ Aston Villa တင်ဘက်ကနေတေးမိုင်းနဲ့50ကိုပေါင်းသေး3လုံး +60 တီးပေးထားရပေါ့เนาะ Spur တင်ကိုပဲထပ်ပြီးတော့နေရမှာပါဒါ Villa အနေနဲ့ကတော့ဒါပါကြော်တာဒါ Nottingham Forest ကိုဒါ Europa League ပေါ့เนาะရှုံးတာဖြစ်တဲ့အတွက်ကြောင့်ဘောင်ရရှင်းရဖို့တော့ရှိတယ်ဒါတကူရောနဲ့ရှုံးထားတယ်ဒါကြောင့်ဒါ Aston Villa တင်နေနဲ့ကတော့ဒါ Europa League ကိုပဲနည်းနည်းလေးအားစိုက်ဖို့လို့များတယ်ကိုကြီးကဒီနေ့ဒါ Spur တင် body ကြိုက်ပါတယ်ဒါ West Ham တင်ရလဲဒါမနေ့ကရှုံးသွားတာဖြစ်တဲ့အတွက် Spur အနေနဲ့ဒီနေ့ခွင့်ရေးကိုတော့အကောင်းဆုံးယူမရလိမ့်မယ်ဘီလာတင်မို့ရင်တော့နိုင်ငံမှာရမယ်အနေထားမျိုးရှိတယ်ဒါကြောင့်အဝေးကွင်း Tottenham Hotspur body ကြိုက်ပါတယ်နော် series မှာတော့ဒါဘောလုံးနာနဲ့ကယ်ယူရာကြီးပေါ့နော်လက်ရှိပြတိုင်း body စီမှာဆိုရင်တော့ဘောလုံးနာအသင်းမကတဲ့1+80ကိုပေါင်းစီနှလုံးမိုင်းနဲ့60တီးပေးထားတယ်ဒါအစောပွဲတော့ဖြစ်တယ်ဒါပေမဲ့ဒါအပေါ်ကြီးဒါဘောလုံးနာ body တော့ကြိုက်တယ်ဘောလုံးနာဒါ 1C 2C လောက်နိုင်ဖို့တော့များမယ်လို့မြင်တယ်ဘာလို့ဘောလုံးနာနေနိုင်ပွဲပြောင်းနေရတော့ကြာပြီပေါ့နော်ဒါကြောင့်ဒီနေ့ပွဲကိုတော့ဒါဘောလုံးနာအကောင်းဆုံးနိုင်ပွဲပြန်ရှာလာမယ်လို့မြင်တယ်ဒါကြောင့်ဒါအင်ရှင်ဘောလုံးနာ body ကြိုက်ပါတယ်နော်ပြီးတော့ဒါဒုတိယတစ်ပွဲပေါ့နော်ဒုတိယတစ်ပွဲကတော့ဒါဂျူဗင်တက်နဲ့ဘီရိုနာလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်เนาะဂျူဗင်တက်အသင်းမကနေ2+30ကိုပေါင်းနေ3လုံးတည်ထိပေးထားရပေါ့နော်ဘီရိုနာအသင်းကတော့ဒီနေ့မှာတန်းဆင်းသွားပြီဂျူဗင်တက်ကတော့ဒါအမှတ်တော့လိုအပ်တယ်ဘာလို့ဆိုတော့ဒါကိုမိုတင်းကအောက်ကနေကိုမိုနဲ့ရိုမာပေါ့နော်နှစ်သင်းလုံးကဒါ61မှတ်နဲ့လိုက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါဂျူဗင်တက်အနေနဲ့ဒီနေ့ပွဲကိုနိုင်ပွဲပြန်ရှာလာဖို့လို့များတယ်အင်ကွင်းပွဲစဉ်လည်းဖြစ်တဲ့အတွက်ကြောင့်ဒါဒီနေ့ပွဲကဒါဂျူဗင်တက်အနေနဲ့3လုံးတော့ရောက်မယ်တင်တယ်ကိုကြီးကတော့လက်ရှိဒါဂျူဗင်ပေးထားတဲ့2+30က 2C 3C လောက်တော့ကြိုက်တဲ့အတွက်ကြောင့်အင်ရှင်ဂျူဗင်တက် body ကြိုက်ပါတယ်เนาะပြီးတော့ဒါစပိန်လာလီဂါသွားမယ်ပေါ့เนาะစပိန်လာလီဂါမှာဆိုရင်တော့ဒါတပွဲလောက်ပဲရွေးပေးမယ်ဘတ်တင်နဲ့ Real Oviedo ပေါ့เนาะလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်เนาะဒါဘတ်တင်အသင်းဘက်ကနေတစ်တရေကိုပေါင်းသေး3လုံး +100 ထိပေးထားရပေါ့เนาะ Oviedo ကလည်းဒါတန်းစင်းစုံရုံးနေရတဲ့အနေထားမျိုးဘတ်တစ်ကလည်းဒါ Euroပါရီဝင်ခွင့်ပေါ့နော်တနေရာစာအတွက်ကိုအကောင်းဆုံးဒါရှင်ပြိုင်ကစားနေရတယ်အမတ်လိုအပ်ချက်ရဆိုရင်တော့ဒါဂီတာဖင်းနဲ့6မှတ်กว่าတဲ့အနေထားမျိုးမှာတော့ရှိတယ်လက်ရှိပေးထားတဲ့ body ဈေးရဆိုရင်တော့ဒါဘတ်တစ် 1C 2C လောက်ခေါ်တဲ့ဈေးဒါပေမဲ့ Oviedo အနေနဲ့ကတော့ဒါဒီနောက်ပိုင်းပွဲစဉ်တွေမှာရလက်ပိုင်းလေးတော့ပြန်ပြီးတော့ကောင်းလာတဲ့အနေထားမျိုးတော့ရှိတယ်ဘတ်တစ်9တလုံးထက်တော့မကြိုလို့မြင်တယ်ပေါ့နော်ဒီ 1D ကြီးကတော့ကိုရင်ကတော့ဒါအောက်ကြီးအသင်းဖြစ်တဲ့ Real Oviedo body ကြိုက်ပါရနော်ပြီးတော့ဒါနောက်တစ်ပွဲပေါ့နော်နောက်တစ်ပွဲကတော့ဂျာမန်ဘူဒက်လီဂါတွေကပေါ့နော်စိတ်ပေါ်လီနဲ့မိတ်ပေါ့နော်လက်ရှိပေးထားတဲ့ body ဈေးကိုကြည့်ရမယ်ဆိုရင်နော်ဒါမိတ်အသင်းဘက်ကနေတေးမိုင်းနဲ့10လောက်ပေးထားတယ်ကိုပေါင်းသေးနှလုံးမိုင်းနဲ့60တီးပေးထားရပေါ့နော်စိတ်ပေါ်လီကတော့တန်းစင်းစုံရုံနိုင်မယ်ဆိုရင်တော့ဒါလွတ်နိုင်ဖို့အတွက်တော့ခွင့်ရတော့ရှိတယ်မိတ်ကတော့ဒါရမက်အရင်လို့လိုအပ်တဲ့အနေထားမျိုးရှိဘူးပြီးတော့ဒါစိတ်ပေါ်လီလည်းကခုနောက်ပိုင်းဒါပွဲရလက်ပိုင်းတွေပြန်ကြည့်ရမယ်ဆိုရင်လည်းစိတ်ပေါ်လီအနေနဲ့ဒီတောက်လျှောက်နိုင်ပွဲတော့ပျောက်နေရတော့အမှန်ပဲမိတ်ကလည်းဒါဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်တော့ဒါနိုင်ပွဲ၄ပွဲဆက်ပျောက်ထားရလို့ပြောလို့ရတယ်ပေါ့နော်ကိုရဒီနေ့ပွဲကိုတော့ဒါအင်ရှင်စိတ်ပေါ်လီ body ကြိုက်တယ်စိတ်ပေါ်လီအနေနဲ့တေးမဟုတ်ရင်တော့အနိုင်လောက်တော့အကောင်းဆုံးကစားသွားမယ်လို့ထင်တယ်မိတ်လက်ရှိပေးထားတဲ့ body ဈေးကိုမကြိုက်တဲ့အတွက်အင်ရှင်စိတ် body ရွေးချယ်ပေးပါတယ်เนาะကိုင်းလို့ဒါပြန်ပြောပေးမယ်ပြင်းပြလေးမှာဆိုရင်တော့ဖုံးမောင်းနဲ့ပဲလေးပွဲစဉ်မှာဆိုရင်တော့ကိုပေါင်းပေါ်တော့ကြိုက်ပါတယ်ပြီးွားရင်ဒါတပွဲကောင်း United နဲ့ Liverpool ကပြောပေးထားတဲ့အတွက်မပြောတော့ဘူးAston Villa နဲ့ Tottenham Hotspur
စပါးတင်းအနေနဲ့နိုင်ပွဲအကောင်းဆုံးရှားမဲ့ပွဲလို့မြင်တယ်ဒါကြောင့်အဝေးကွင်းစပါးဘော်ဒီကြိုက်ပါတယ်ပြီးတော့ဒါဘလုံးနာနဲ့ကရီယာပွဲနေမှာဆိုရင်တော့ဒါအီတိုဒီစီရဲ့အစောဆုံးပွဲပေါ့နော်ဘလုံးနာဘော်ဒီကြိုက်ပါတယ်ပြီးသွားရင်ဒါဂျူမီတက်နဲ့ဘီယိုနာပွဲချိန်မှာဆိုရင်တော့ဂျူမီတက်ဘော်ဒီကြိုက်ပါတယ်เนาะပြီးတော့စပိန်လာလီဂါမှာတော့ဒါဘဒင်းနဲ့အိုဘီဒိုပွဲချိန်မှာဆိုရင်เนาะဒါအဝေးကွင်းလာရောက်ရှင်းပြကစားမယ်ရီရဲ့အိုဘီဒိုအသင်းကိုကြိုက်ပါတယ်เนาะပြီးတော့ဒါနောက်ဆုံးပွဲဂျာမန်ဘွန်ဒက်လီဂါတဲ့ကစိတ်ပေါ်လီနဲ့မိတ်ပေါ်လီပွဲချိန်မှာဆိုရင်เนาะဒါအင်ရှင်စိတ်ပေါ်လီကြိုက်ပါတယ်เนาะညီတို့အနေနဲ့ဒါအကောင်းဆုံးတစ်ပွဲချင်းကိုဒါအကောင်းဆုံးကစားပါကြိုက်တဲ့ပွဲကိုလည်းဒါဆွဲထုတ်ပြီးတင်ကစားလို့ရတယ်ပေါ့เนาะပြီးတော့ကိုကြီးစီမှာဘလုံးပွဲတွေကိုဒါမွေးကြီး100ရာခိုင်နှုန်းစိတ်ချစွာကစားခြင်းနဲ့ဆိုရင်เนาะဒါကိုကြီးစီမှာကောက်ဖွင့်ကစားလို့ရတယ်။ Viber နံပါတ်နဲ့ဒါ Telegram နံပါတ်ကိုဒါcomment YouTube ရဲ့ comment မှာချထားပေးပါရနော်။ညီကိုအနေနဲ့ဆက်သွယ်ပြီးတော့ကစားလို့ရတယ်။အကောင့်ဝင်ကစားရေးညီကိုတိုင်းအောင်လည်း BNB member free ပေးပါရနော်။ဒါကြောင့်ညီကိုအနေနဲ့ကိုကြီးကိုဒါ Viber Telegram နဲ့ဆက်သွယ်ပြီးတော့အကောင့်ဖွင့်လာရောက်ကစားလို့ရပါတယ်နော်။ကိုကြီးတို့ဒါနောက်ရက်ပွဲစဉ်မှာညီကိုတို့ပြန်ပြီးဆုံပါအောင်မယ်။ညီကိုဒီနေ့အပေါင်းပြပါစေလို့ကိုကြီးဆုတောင်းပေးလိုက်ပါတယ်နော်။ကိုကြီးချစ်ပေးအကုန်လုံးဆင်ပြေပါစေလို့လည်းဆုတောင်းပေးပါတယ်နော်။အားလုံးဒီနေ့ဟာပဲနှုတ်ဆက်လိုက်ပါတယ်။